Joshua ဘန်လည်းမလေးရှားနိုင်ငံမှာတတ်တာတယ်မြန်မာနိုင်ငံမှာဒါဆိုလွယ်မှာမဟုတ်ဘူးကမ္ဘာထိပ်သီး MMA promotion ကြီးဖြစ်တဲ့ UFC ရဲ့ Flyweight Champion လေး Joshua ဘန်ကတော့သူရဲ့ပထမဆုံးခါးပတ်ကာကွယ်ပွဲအပြီးနောက်မြန်မာပရိသတ်တွေနဲ့တွေ့ဆုံဖို့မလေးရှားနိုင်ငံကိုရောက်ရှိနေတာအားလုံးအတိပါပဲနော်ဘန်အနေနဲ့မလေးရှားနိုင်ငံမှာနိုင်ငံကျော်နာမည်ကြီးအဆိုတော့ဖြူဖြူကျော်သိန်းနဲ့အကျိုးပွဲတစ်ခုကျင်းပဖို့စီစဉ်ခဲ့ကြတာဖြစ်ပါတယ်ဘန်ရောက်လာတဲ့အချိန်မှာလေးရှားရောက်မြန်မာနေကသူတို့ရဲ့ချန်ပီယံကိုယုံပြီးယုံလန်ဖြူလောင်အောင်တခဲနဲ့အားပေးခဲ့ကြတာပါဘန်အနေနဲ့အခန်းထဲဝင်ရဖို့အတွက်ကိုလူတွေချက်တိနေလွန်းလုံးဘော်ဒီကတ်တွေနဲ့လူကိုတရွတ်တိုက်ဆဲကလမ်းရှင်းခေါ်သွားရတဲ့အထိပါပဲမလေးရှားနိုင်ငံမှာမြန်မာလူနယ်စုနဲ့တောင်ဒီလောက်ချိတ်ချိတ်တိုးနေရင်မြန်မာပြည်သားဘန်လာခဲ့ရင်ယခုအောင်မြင်လာပါလေဆိုတဲ့အောင်ဆန်ပူတို့ဇန်းရီမိုးတို့ပွဲထက်ဆယ်စားမကလူပင်လေကြီးဖြစ်နေမှာတော့ဧကံမလွဲပါပဲနော်အဲဒါကြောင့်ဘန်အနေနဲ့မလေးရှားနိုင်ငံကိုတွားရောက်လဲပတ်ခဲ့လို့သာတော်ရကြပြီးမြန်မာပြည်သားလာခဲ့ရင်ခြေချဆရာတောင်ရှိမှာမဟုတ်လို့မြန်မာပြည်သားဆိုမလွဲဘူးလို့ပြောရလာပါနော်ဘန်အနေနဲ့လည်းမြန်မာပြည်ကိုလာရောက်ခင်ပေမဲ့လည်းပြည်တွင်းအခြေအနေတွေကြောင့်သာမလာတော့တာဖြစ်ပါတယ်မြန်မာပြည်ကနေဒုက္ခတီဘဝနဲ့ပြည်ဖကိုပြောင်းရွှေ့သွားကြတဲ့ကအမိမြေကိုသူ့အနေနဲ့ခြေမချရတော့တာယနေ့အချိန်ခီပါပဲဘန်ကမြန်မာပြည်မှာမွေအနောက်နိုင်ငံမှာကြီးပြင်းခဲ့အနောက်နိုင်ငံမှာပဲအောင်မြင်ခဲ့ပေမဲ့အမိမြေကိုဘယ်တော့မှမေးတယ်သူမဟုတ်ပါဘူးသူမအောင်မြင်သေးခင်ရုန်းကန်နေစေကာလတွေတုန်းကလေသူ့ကိုအားပေးခဲ့ကြတဲ့မြန်မာပြည်သားပရိသတ်ဆိုတာလက်ချိုးရည်လို့ရမှာပါသူအနေနဲ့ UFC ရောက်ကနိုင်ပွဲတွေဆက်ပြီးချန်ပီယံခါပတ်ရခဲ့တဲ့အချိန်လောက်မှသာမြန်မာနိုင်ငံလုံးတိကအားပေးခြင်းပိုခံရခဲ့တာလို့ဆိုရမှာပါဒါပေမဲ့လည်းဘန်အနေနဲ့အောင်မြင်လာချိန်မှာတော့မြန်မာကိုပဲကိုးစားဖြူကမြန်မာကိုပဲရှေ့တန်းတင်ခဲ့တာပါ UFC ရောက်ခါစားကဆိုမြန်မာဆိုတာနိုင်ငံတစ်ခုအနေနဲ့အဖွဲ့အစည်းကလက်မခံခဲ့လို့ဘန်နဲ့ကွင်းထဲအလံကိုင်ဆောင်ခွင့်မရခဲ့ရှာပါဘူးဒါပေမဲ့လည်းဘန်ကတော့လက်မလျှော့ပဲအလံမကင်ရလဲအန်ကတ်မှာအလံပုံလေးလုတ်ကပွဲနိုင်တဲ့အခါသူ့အလံပါရဲ့အန်ကလီကိုမြောင်းမြောင်းပြီး promotion ဆင်းခဲ့ပါတယ်နောက်ဆုံးတော့ UFC လည်းဘန်ကိုအတိမတ်ဖြူပေးခဲ့ရပြီးအလံကိုတရားဝင်ကိုင်ခွင့်ပြုကမြန်မာနိုင်ငံကိုလည်းတတိထားမိသွားခဲ့ပါတယ်UFC သမိုင်းကရှောင်မှာဆိုရင်လည်းအာရှကစားသမားတွေဘန်အရှိမများစွာကစားခဲ့ကြပေမဲ့တအူးမှချန်ပီယံမရခဲ့ကြပါဘူးနှစ်ပေါင်းများစွာကြာမှသာဘန်ကအသက်23နှစ်လောက်လေးနဲ့ပထမဆုံးအရှေ့တောင်အာရှသားချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်1 ချန်ပီယံမှာအောင်လဟန်ဆန်ချန်ပီယံထိခဲ့ချိန်တုန်းကဆိုရင်လေမြန်မာတွေအနေနဲ့အတိုင်းမတီးပျော်ခဲ့ကြရတာပါအောင်လဟန်ဆန်တုန်းကတော့ချန်ပီယံခါးပတ်နှစ်ခုထိတောင်ရခဲ့ပြီးဘန်ကိုလည်းနောက်ထပ်နှစ်ခုထပ်မကားတဲ့ခါးပတ်တွေနဲ့မြင်ချင်းကြလာအားတို့လည်းထပ်တူကြမယ်လို့ထင်ပါတယ်နော်အောင်လချန်ပီယံဖြစ်စဉ်ကတော့အမိမြင်ပြန်လာကအောင်ပွဲခံနိုင်ခဲ့တာမို့အငန်းကန်ကောင်းခဲ့ပါတယ်ဘန်ကတော့ပြန်လာခြင်းပေမဲ့နိုင်ငံနဲ့အနီးဆက်ဆုံးအိမ်နီးချင်းနိုင်ငံလေးတစ်ခုကိုသာလာရောက်ခဲ့ရတာကြောင့်မြန်မာပြည်သက်တွေရောဘန်အတွက်ပါနစ်နာမှုတွေအများကြီးရှိနေခဲ့တာပါမလေးရှားမှာဘန်အနေနဲ့ငယ်စဉ်ကနေခဲ့ဖို့သလိုအတော်ဖြစ်သူလည်းအဲ့ဒီမှာရှိနေတာကြောင့်ဒါမလေးရှားကိုလာဖို့အစီအစဉ်ဖြစ်သွားခဲ့တာပါမလေးရှားရောက်မြန်မာတွေကလည်းသူတို့ချန်ပီယံလိကိုမျက်နှာမငယ်ရအောင်ဝက်ဝက်ကွဲအားပေးတာကတော့အာယုံအသီးပါတယ်ပွဲတက်လာတဲ့အချိန်မှာလေကမ္ဘာချန်ပီယံတယောက်မို့ဟေးတွေဟန်တွေမရှိဘဲရိုးရာချင်းတပတ်လေးနဲ့ရိုးရိုးလေးပဲတက်ခဲ့တာဖြစ်ပါတယ်ပရိသတ်တွေနဲ့လည်းပေါ့ပေါ့ပါပါပဲပြောကြမိတ်ဆက်ကြရင်အဝေးကမြင်ရသူတွေလည်းဝမ်းတာပီတိဖြစ်ရလို့နေပါတယ်ဘန်ကိုချိတ်ချိတ်တို့အားပေးကြတဲ့အပြင်ဖြူဖြူကပါအတန်ပါဝါကောင်းကောင်းနဲ့ထီချင်းတွေဖြော်ပြီးကဖြည့်ဆွက်လိုက်ချိန်မှာတော့လာရောက်ကြတဲ့ပရိသတ်တွေအသက်တသက်မှတစ်ခါကြုံခဲလာတဲ့အခွင့်အရေးကိုရရှိလိုက်ရတာလို့တောင်ဆိုရမှာပါဘန်လည်းနောက်ထပ်ချန်ပီယံခါပတ်တွေအများကြီးထပ်ရကနောက်တစ်ခါဆိုမလေးရှားမဟုတ်တော့ပဲအမိမြင်ပါပြီကိုခြေချနိုင်စီဖို့ဆူတောင်းပေးလိုက်ပါတယ်နော်